ยีညောစီစိမ်ဥစ္စာများကျွင်ဝတုတစေတာမြဝေနေစပါနဲ့ဆံရည်အထွေတွေကောင်းမှုကုသိုလ်များထမနာပြုငွေမရှာစိန်ရွှေရတနာနိုင်ကြည်လေဝန္တာအချင်းကလေးကရာအတိုင်းမသိပဲချမ်းမာစမလက်ပါတဆေးပလေးများစာပွားကြောက်တံပရများဆင်းဆင်းပွားလူတိုင်းတာ၍ရစီတာဝီနီယာဆွေတဟာကပင်မှာဘီယံကင်းစင်ကွာချိန်ဝေစွာကေဟာတွင်မှာချက်သေးလင်းစီမကြာလမ်းကြပါစီပန်းတပြီတရံပမာချမ်းမြပါလေဆန်းရည်ရှမ်းဖြာအေးစီစီနဲ့လူများကိုယ်စိတ်နှပါထူးထူးကြကြရွှင်လန်းဘဝင်ဝမ်းစင်ချမ်းသာအိုးအိဆာတရားပြေဝကြစေနိုင်ဖို့အတိတ်ထံပြီးမှစုကြည်ပန်းစင်ပါနောင်တန်တရားရည်စိတ်ချမ်းမှန်းစလို့ပြင်းနေပန်လန်းဝါသူညံကြွရောက်စီရာနောင်တန်တရားရည်စိတ်ချမ်းမှန်းစလို့ပြင်းနေပန်လန်းဝါသူညံကြွရောက်စီရာဟိုနေ့ဒီနေ့ညံမကြာကြည်မွေ့လိုတဲ့၍ဆောင်ကားကောင်းကင်ခီပြန်တက်ဖို့မညီမခင်ဖောင်ကြီးစီသွားလူတိုင်းတာ၍ရသေးတာဝီနီယာဆွေတဟာကပင်မှာဘီယံကင်းစင်ကွာချိန်ဝေစွာကေဟာတွင်မှာချက်သေးလင်းစီမကြာလမ်းကြပါစီပန်းတပြီတရံပမာချမ်းမြပါလေဆန်းရည်ရှမ်းဖြာအေးစီစီနဲ့လူများကိုယ်စိတ်နှပါထူးထူးကြကြရွှင်လန်းဘဝင်ဝမ်းစင်ချမ်းသာအိုးအိဆာတရားပြေဝကြစေနိုင်ဖို့အတိတ်ထံပြီးမှစုကြည်ပန်းစင်ပါ你
ကြအောင်စရက်မြတ်ခါတော့မောင်
စေရတုတပ္ပမင်္ဂလံအောင်အတိတ်ကြောဉဏ်အောင်ဟိတ်ပေါ်ပြန်ပုဗ္ဗနမိတ်ဒုက္ခဝဟံနှုတ်ကပိဋိစုပဋ္ဌနာအမှန်တနေ့တိုးသလိုကြက်တီဖြိုးလို့တကူကုံရောင်လျံစံပုံနမိတ်လင်းသလိုဂုံတိန်တဲ့ငါစဘူးတွင်ကျင်ညာအမှန်စိတ်မကြံသမျှတွင်အိဋ္ဌာရမဏဘောဂတံပံနာစံပုံနမိတ်လင်းသလိုဂုံတိန်တဲ့ငါစဘူးတွင်ကျင်ညာအမှန်စိတ်မကြံသမျှအိဋ္ဌာရမဏဘောဂတံပံနာမြတ်ကြောင်းမဟာဇယံနတ်ပေါင်းသမာဝိမံမြတ်ကြောင်းမဟာဇယံနတ်ပေါင်းသမာဝိမံမကြာစေယံယရနာချွေယံရာဂရေမြတ်ပေါ်စရာဟောပါဒံမဟန္တန်တိကနန္လာတိကနာတိတိမင်္ဂလံစေရတုတပ္ပမင်္ဂလံအောင်အတိတ်ကြောဉဏ်အောင်ဟိတ်ပေါ်ပြန်ပုဗ္ဗနမိတ်ဒုက္ခဝဟံနှုတ်ကပိဋိစုပဋ္ဌနာအမှန်တနေ့တိုးသလိုကြက်တီဖြိုးလို့တကူကုံရောင်လျံစံပုံနမိတ်လင်းသလိုဂုံတိန်တဲ့ငါစဘူးတွင်ကျင်ညာအမှန်စိတ်မကြံသမျှအိဋ္ဌာရမဏဘောဂတံပံနာစံပုံနမိတ်လင်းသလိုဂုံတိန်တဲ့ငါစဘူးတွင်ကျင်ညာအမှန်စိတ်မကြံသမျှအိဋ္ဌာရမဏဘောဂတံပံနာမြတ်ကြောင်းမဟာဇယံနတ်ပေါင်းသမာဝိမံမြတ်ကြောင်းမဟာဇယံနတ်ပေါင်းသမာဝိမံမကြာစေယံယရနာချွေယံရာဂရေမြတ်ပေါ်စရာဟောပါဒံမဟန္တန်တိကနန္လာတိကနာတိတိမင်္ဂလံငွေပရိသာဝေစာစာမြေမာပေါင်းများအမြောက်ပြည်လျက်ဇောတိကပမတရံပေါ်ဒီရနာအလာဗံဇနိလမင်တကတထေတို့လူအတိတ်ဘဝရခင်ကပေးတဲ့ကုသိုလ်ကံယရနာခေါနဝမှာအာကုဏတို့လူသမျှအိစီတံပေမကုံလူမခံအောင်စဘူးတဝမ်းမှာလူစောထက်ကြပြန်ရှရနာခေါနဝမှာကာကုဏတို့လူသမျှအိစီတံပ
ပေးမကုန်လူမခံအောင်စဘူးတော်မှာလူစွမ်းထကြပြန်ဝေဖြူအနက်ကံမြေမို့ဘဝလျံဝေဖြူအနက်ကံမြေမို့ဘဝလျံဒါနာကုသလံသီလာကုသလံဘာဝနာထုံသည်မရာဘုံစိတ်တံမန္တိရိလာတိကနာတိတိမင်္ဂလံငွေပရိသာဝေစားစားမြေမှာပေါင်းများအမြောက်အများပြည်လျံစောတိကပမာတရံပေါ်ဒီတနာလာဗံဇနိလမင်တကတထေတို့လူအတိတ်ဘဝရခင်ကပြီးတဲ့ကုသိုလ်ကံယတနာခွန်ဝါမှာကာကုဝနာတို့သမျှဤစီတံပေးမကုန်လူမခံအောင်စဘူးတော်မှာလူစွမ်းထကြပြန်ယရနာခွန်ဝါမှာကာကုဝနာတို့သမျှဤစီတံပေးမကုန်လူမခံအောင်စဘူးတော်မှာလူစွမ်းထကြပြန်ဝေဖြိုအနက်ကံမြေမို့ဘဝလျံဝေဖြိုလကံမြေမို့ဘဝလျံဒါနာကုသလံသီလံကုသလံဘာဝနာထုံသည်အမရာဘုံဤစိတ်တံမန္တိရိလာတိကနာတိတိမင်္ဂလံချက်တရေကဘာတတော်မပေါင်းစီပြန်ထပ်ပြမေပထနာလောင်းလူကောင်းကြီးညံချက်တရေကဘာတတော်မပေါင်းစီပြန်ထပ်ပြမေပထနာလောင်းလူကောင်းကြီးညံဤတလောကဟောမနောမယခောစัจ जा ယရနာပရမညာလူဖြစ်ညာလူသမျှကျန်ဤတလောကဟောမနောမယခောစัจ जा ယရနာပရမညာလူဖြစ်ညာလူသမျှကျန်ယခုပြုတဲ့မင်္ဂလာမလေးလျင်စွာပထနာကျိုးယရနာမူရွာယံတိုင်းပြည်လုံးချမ်း
စေဗျာပြပရာတွေဝေးလို့ကွာသူတွေလက်မတောင်းပဲပြေပါစေခမညာရွှေမိုးတွေရွာငွေမိုးတွေရွာဒီနေ့ရံပြပမစားတိုင်းပြည်လုံးချမ်းသာစေဗျာပြပရာတွေဝေးလို့ကွာသူတွေလက်မတောင်းလဲပြေပါစေခမညာအလောက်ကိုင်းခွေလာနဲ့ပွင့်လန်းကြပါစေတိတ်ဆူတွေမကြမကြပေါက်လို့တထေးကြီးဖြစ်ပါသည်အလောက်ကိုင်းခွေလာနဲ့ပွင့်လန်းကြပါစေတိတ်ဆူတွေမကြမကြပေါက်လို့တထေးကြီးဖြစ်ပါသည်ဒီနံတွေရောင်းဝယ်ပေါက်ကဆိုင်ရတဲ့ဘားတွေပေါ်ပါစေတောင်သူဦးကြီးတို့တွေလက်ပြမငွေတီးလို့ပျော်နိုင်ကြပါစေတို့များပြတာလေးတောင်းစူတောင်းလို့မြတ်တာတန်ဝေးဘေးပတန်းလို့အေးချမ်းကြသည်ငြိမ်းချမ်းရေးပန်းပွင့်ပါသည်တို့များပြတာလေးတောင်းစူတောင်းလို့မြတ်တာတန်ဝေးဘေးပတန်းလို့အေးချမ်းကြသည်ငြိမ်းချမ်းရေးပန်းပွင့်ပါသည်ကြောသာရင်သာမခွဲကြမဲ့မင်းကောင်းမင်းမြတ်တည်ပါစေပျော်နိုင်ကြပါစေပျော်နိုင်ကြပါစေကျွန်တော်အတန်ကြားတဲ့နေ့မှာစိတ်ချမ်းသာလို့ကိုယ်ချမ်းသာလို့ပျော်နိုင်ကြပါစေအောင်စီပိုင်းစီနိုင်စီပွဲပေါင်းဥရန်ငေဆောင်ဥရန်ငေဆောင်အောင်စီပိုင်းစီနိုင်စီပွဲပေါင်းဥရန်ငေဆောင်ဥရန်ငေဆောင်ဥရန်ငေဆောင်အကျော်တစုံနေပြောလို့မကုန်မောင်အကျော်တစုံနဲ့ပြောလို့မကုန်မောင်အကျော်တစုံနဲ့ပြောလို့မကုန်မောင်အကျော်တစုံနဲ့ပြောလို့မကုန်မောင်စုဖြန့်ငယ်ပိုင်းမြိုင်မြိုင်ရွှေဖုံးတောက်စီတော်စုဖြန့်ငယ်ပိုင်းမြိုင်မြိုင်ရွှေဖုံးတောက်စီတော်မြင့်မို့တောင်မြင့်မို့တောင်မြင့်မို့ရွှေတောင်အခေါင်စိုးနေတကြားမင်းကဆက်သွင်းရောက်လာမြင့်မို့ရွှေတောင်အခေါင်စိုးနေတကြားမင်းကဆက်သွင်းရောက်လာတဲ့နေရေလောင်းမာလူအောင်ညောင်းစဘူးဘုံဝေလူတဲ့နေရေလောင်းမာလူအောင်ညောင်းစဘူးဘုံဝေလူတီပြူပိုင်းဆိုမူတော်မူအောင်စီပိုင်းစီနိုင်စီပွဲပေါင်းဥရန်ငေဆောင်ဥရန်ငေဆောင်အောင်စီပိုင်းစီနိုင်စီပွဲပေါင်းဥရန်ငေဆောင်ဥရန်ငေဆောင်ဥရန်ငေဆောင်အကျော်တစုံနဲ့ပြောလို့မကုန်မ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 ောင်စုဖြန့်ငယ်ပိုင်း
မြိုင်မြိုင်ရွှေဖုံးတောက်စီတော်စုပြင်းငယ်ပိုင်မြိုင်မြိုင်ရွှေဖုံးတောက်စီတော်မြင့်မို့တောင်းမြင့်မို့တောင်းမြင့်မို့ရွှေတောင်းအခအောင်စိုးနေတရားမင်းငါဆက်သွေးရောက်လာမြင့်မို့ရွှေတောင်းအခအောင်စိုးနေတရားမင်းငါဆက်သွေးရောက်လာတင်းနေရီလောင်းမာလူအောင်ချောင်းစဘူးဘုံဝေလူတင်းနေရီလောင်းမာလူအောင်ချောင်းစဘူးဘုံဝေလူတီပြူပိုင်ဆိုမူရောမူ
မင်္ဂလာပါရှင်ကျမဆရာမဒေါ်ငွေယူဖြစ်ပါတယ်တန်တရားလမ်းညွန်ပြီးဒီမှာတင်တဲ့အမည်နဲ့ပြီးဒီမှာတရားတော်များကိုဓမ္မဒါနပို့ချနေတဲ့တင်နန်းမှုဆရာမတူဖြစ်ပါတယ်ရှင်ဒီကနေ့သာသနာပြုသက်တမ်း16နှစ်ကာလမှာယခုရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရွှေပြည်သာမှာလိုအပ်နေတဲ့စေတီတော်တစုကိုဦးဆောင်ပြီးတော့မှအများစုပေါင်းပါဝင်တဲ့အင်အားနဲ့တည်ထားနေတာဖြစ်ပါတယ်ရှင်စေတီတော်ကိုဒီကျောင်းဝင်းအတွင်းမှာစေတီတော်တစုမှမရှိသေးပါဘူးဒါကြောင့်ဒီကျောင်းဝင်းရဲ့လိုအပ်ချက်လည်းအမှန်ဖြစ်ပါတယ်ဖုံဖုံကလည်းပဲလိုလားကြည်ပြူစွာဖြင့်လက်ခံခွင့်ပြုတဲ့အတွက်ကြောင့်မလို့တည်ထားဖြစ်ခဲ့ပါတယ်လွန်ခဲ့တဲ့တစ်နှစ်ကနေပြီးတော့မှစတင်ပြီးတော့ပနက်တော်တင်ပြီးတော့မှဖောင်ဒေးရှင်းကနေစတင်ပြီးဆောင်ရွက်ခဲ့တာမှာယနေ့ဆိုရင်အကျန်းတယ်ပြီးစီးသွားပြီဖြစ်ပါတယ်ဒါကြောင့်စေတီတော်ရဲ့90ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ပါတယ်ဒီနေရာမှာလုပ်ငန်းစဉ်အနေနဲ့နော်လှုပ်ဆောင်ရတာကတော့အထွတ်မြတ်ထားပြီးလှုပ်ဆောင်ရတာကတော့ကျမရဲ့စိတ်ကူးမိမိရဲ့မူလကိုယ်ပိုင်စိတ်ကူးပေါ့နော်စေတီတည်ခြင်းနဲ့ပြီးတော့ဒီစေတီထဲမှာပဋ္ဌာန်းကျမ်းစာအုပ်တွေကိုဆိုင်ကနေဝယ်ပြီးတော့မှထည့်သွင်းဌာပနာပြုတာမျိုးမဟုတ်ဘဲနဲ့ကိုယ်တိုင်လက်ရေးနဲ့ရေးပြီးတော့ဒီလက်ရေးမူကိုထည့်သွင်းပြီးတော့မှဌာပနာပြုခြင်းနဲ့ဆိုတဲ့စိတ်ကူးကြံစီဖြစ်ပေါ်ခဲ့ပါတယ်ဖြစ်ပေါ်ခဲ့တဲ့အတိုင်းပဲပဋ္ဌာန်းကျမ်းကြီးပထမတွင်စာမျက်နှာ132မှစာမျက်နှာ164ထိစုစုပေါင်း32မျက်နှာပဋ္ဌာန်းပညာဝါဒပါဠိတော်တွေကိုနော်ဒီမှာပါဝင်လို့တဲ့သူတွေကနေပြီးတော့မှမူရင်းအတိုင်းမူရင်းစာသားအတိုင်းတလုံးမကျန်အမှန်အမှားမရှိဖြည့်ရပြင်ရမရှိလက်ရေးလက်သားတက်ရစွာနဲ့ကူးယူရေးသားပြီးတော့မှဒါကိုစုပေါင်းပါမယ်ဒီကျောင်းဝင်းရဲ့လိုအပ်ချက်လည်းဖြစ်တဲ့စေတီတော်တစုဖြစ်ပေါ်ဖို့ကျမသီရိလင်္ကာကိုဖျားဖူးသွားခဲ့စဉ်တုန်းကတွေ့ရှိခဲ့တာတခုရှိတယ်သီရိလင်္ကာမှာဘုန်းကြီးကျောင်းရှိတယ်ဆိုရင်စေတီရှိရတယ်ဓာတ်တော်ရှိရတယ်ဘောဓိညောင်ပင်ရှိရတယ်ဒီသုံးချက်နဲ့ပြည့်စုံမှာအင်္ဂါပြည့်စုံတယ်လို့သူတို့ကသတ်မှတ်တယ်ရှင့်အဲ့ဒါနဲ့ကျမကလည်းဒီကျောင်းဝင်းအတွင်းမှာစေတီတော်တစုလိုအပ်နေတာကိုတွေ့ရှိတော့ဖုံဖုံကလည်းဆရာတော်ဖုံဖုံကလည်းခွင့်ပြုတဲ့အတွက်ကြောင့်မလို့ကျမဥဆောင်ပြီးတော့မှစုပေါင်းတည်ပြစ်တာဖြစ်ပါတယ်အဲ့ဒီခါမှာအထူးကြံစီစိတ်ကူးမိတာကတော့ပဋ္ဌာန်းကျမ်းကြီးကိုဒီမှာထည့်သွင်းပြီးတော့မှဌာပနာပြီးတော့မှပူဇော်ခြင်းနဲ့နော်မိမိစိတ်ကူးကြံစီဖြစ်ပေါ်တဲ့အတိုင်းပဲပဋ္ဌာန်းကျမ်းကြီးပထမရွယ်စာမျက်နှာ132မှစာမျက်နှာ164ထိစုစုပေါင်း32မျက်နှာပဋ္ဌာန်းပညာဝါဒပါဠိတော်တွေကိုတလုံးမကျန်အမှားမရှိဖျက်ရပြင်ရမရှိလက်ရေးလက်သားတက်ရစွာနဲ့ကုယူရေးသားဖော်ပြပြီးတော့ဒီအတွက်လည်းကျမကနေပြီးတော့မှမူပိုင်စာအုပ်ဗလာစာအုပ်တီးတန့်ထုတ်ပါတယ်ရှင်ပြီးတော့မှဒါအနေနဲ့ရကနော်တောင်းဆိုတဲ့သူတွေပါဝင်ခြင်းနဲ့သင်တန်းသူသင်တန်းသားတွေကို online ကနေပြီးတော့မှပေးပို့ပါတယ်သူတို့ကရေးပြီးတော့မှသတ်မှတ်ထားတဲ့ကာလမှာပြန်ပို့ပါတယ်ကျမတို့ကနေပြီးတော့ကျမကနေပြီးတော့မှအဖွဲပြီးတော့မှဒါတွေကိုစစ်ဆေးပါတယ်နော်ဒီတော့ပယ်တဲ့စာအုပ်တွေလည်းရှိသလိုလက်ခံတဲ့စာအုပ်ကစုစုပေါင်း288အုပ်ဖြစ်ပါတယ်ဒီပိဋကတ်တော်တွေကိုစေတီတော်ရဲ့ပထမကြောက်တီးတော်ဂန္ဓကုတိအတွင်းမှာထည့်သွင်းပြီးတော့မှပူဇော်တာဖြစ်ပါတယ်ဒီကနေ့အဲ့ဒီပူဇော်တဲ့ပွဲကိုစီကားတိုက်မြိုက်စွာမင်္ဂလာရှိစွာဖြင့်ကျင်းပပြုလုပ်တာဖြစ်ပါတယ်ရှင်ဒါအပြင်ဒီထဲမှာပါဝင်တဲ့ကုသိုလ်ရှင်288ဦးတို့ရဲ့အမည်တွေကိုလည်းပဲရွှေသားစစ်ရွှေပြားပေါ်မှာကပီးထိုးပြီးတော့မှကျပ်385သိန်းကျပါတယ်ရွှေပြားတန်ဖိုးမြတ်စွာဘုရားရှင်ကိုစက္ကပ်ပူဇော်တဲ့အနေနဲ့ဂန္ဓကုတိအတွင်းမှာပဲထည့်သွင်းပြီးတော့ဌာပနာပြီးမြုပ်နှံခဲ့တာဖြစ်ပါတယ်။ဒါအပြင်မူလကြံစီစိတ်ကူးဖြစ်ပေါ်တဲ့အတိုင်းပဲဒီထဲမှာပါဝင်တဲ့နော်စာအုပ်ရေးသားဆက်ကပ်တဲ့ကုသိုလ်ရှင်288ဦးတို့ရဲ့အမည်တွေကိုလည်းပဲရွှေပြားစစ်ရွှေသားပေါ်မှာကပီးထုတ်ပြီးတော့မှဒါကိုထည့်သွင်းပြီးတော့မှဌာပနာပြုလို့တဲ့ဆန္ဒကိုလည်းအကောင့်ထဲပေါ်နိုင်ခဲ့တာဖြစ်ပါတယ်ရွှေပြားတန်ဖိုးကျပ်385သိန်းကျပါတယ်ကုသိုလ်ရှင်288ဦးတို့ရဲ့အမည်တွေကိုအကုန်လုံးမှတ်တမ်းတင်ပြီးတော့မှဒီကဏ္ဍကုတိတိုက်ထဲမှာထည့်သွင်းပြီးတော့မှဌာပနာပြီးတော့ဘုရားရှင်အားဆက်ကပ်ပူဇော်ခဲ့ပါတယ်ရှင်စေတီတော်ကတော့အခုအကျန်းတယ်ပဲပြီးစီးသေးတာဖြစ်တဲ့အတွက်ကြောင့်ကုန်ကျငွေကကျပ်3,000ဝန်းကျင်ရှိပါတယ်။ဒါပြီးသွားရင်ဆက်လက်ပြီးတော့မှအချောတဲ့ကိုဆောင်ရွက်မှာဖြစ်ပါတယ်။စေတီတော်ချင်းပြင်တစ်လျှောက်မှာလည်းပဲအပူခံကြောက်ပြားတွေခင်းပါမယ်။စေတီတော်အတွင်းမှာဗုဒ္ဓရုပ်ပွားစင်တီတော်မြတ်သုံးစုတည်ထားပြီးတော့မှကိုးကွယ်ပါမယ်။စေတီဝင်းအတွင်းမှာဒီဝင်းတော့ကျမတို့ပထိုးလို့ခေါ်တာပေါ့အထဲမှာဆိုရင်တရားထိုင်လို့ရအောင်လို့ကြံခင်ကိုလည်းပါကေးခင်းပါမယ်။နောက်ရာသီဥတုအပူလွန်ကဲခြင်းအေးလွန်ကဲခြင်းဖြစ်တဲ့အခါမှာနေနိုင်အောင်လို့
เนาะဒီ aircon နဲ့ heater တွေလည်းတက်ပါမယ်မီးအမြဲမပြတ်ရရှိအောင်လို့ဆိုလာကိုလည်းတက်ဆင်ပေးပါမယ်ဆက်ဆက်ပြီးတော့မှတန့်စင်ခန်းเนาะနောက်တခြားသောဆက်ဆက်တဲ့ပြည့်ပြည့်စုံစုံတရားထိုင်နိုင်တဲ့နေရာလေးလည်းဖြစ်အောင်လို့ဆောင်ရွက်မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒီစီရီတော်မှာကုသိုလ်ပါဝင်ကြတဲ့သူများကတော့တန်တရားအဆက်ဆက်ကကုသိုလ်ရည်ဆက်ရှိတဲ့သူတွေပဋ္ဌာန်းဆက်ရှိတဲ့သူတွေကမဖိတ်မခေါ်ဘဲနဲ့သူ့အလိုလိုပဲရောက်ရှိလာမှာဖြစ်ပါတယ်ရှင်ဒါကိုတော့အားလုံးပဲယုံကြည်ထားရှိကြပါတယ်ဆက်လက်ပြီးတော့မှလည်းကုသိုလ်ရှင်တွေရဲ့စုပေါင်းအင်အားနဲ့ဥဆောင်ပြီးတော့မှပြီးစီးသည့်အထိဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်တစ်ဖက်ကလည်းဗိဓမာတရားတော်များကိုမပြတ်ပို့ချရင်ပဋ္ဌာန်းတရားတော်များကိုမပြတ်ပို့ချရင်နဲ့စေတီတော်ပြီးစီးသည့်အထိဆက်လက်ပြီးတော့မှဆောင်ရွက်သွားအောင်မှာဖြစ်ပါတယ်ရှင်စေတီတော်အကျန်းတဲ့တိဆောက်ဆဲကာလမှာဆိုရင်ကျမအနေဦးဆောင်ပြီးတော့မှလှုပ်အားပေးပေါ့နော်တင်နန်းသူတင်နန်းသားဓမ္မမိတ်ဆွေများလှုပ်အားပေးဖိတ်ခေါ်ပြီးတော့မှစေတီတော်တိဆောက်ရေးမှာကိုယ်တိုင်ကိုကြလှုပ်အားဌာနပြုဘူးတည်ရှိအောင်ဆိုပြီးတော့မှဆောင်ရွက်ခဲ့ပါတယ်၃ချိန်၃ခါဒီတစ်ချိန်ကိုလူ60 90လိုက်ပါပြီးတော့မှတနေ့ကုန်ဒီမှာလာပြီးတော့မှအုပ်တယ်နော်တဲတယ်နဲ့လာရောက်ပြီးတော့မှကိုယ်တိုင်ကိုကြလှုပ်အားဓမ္မဝေယဝိဆတွေဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရှင်အဲ့ဒီအတွက်ကြောင့်လည်းပို့ပြီးတော့မှဝမ်းသာပီတိလည်းဖြစ်ရတယ်ပို့ပြီးတော့လေးလေးနက်နက်လည်းခံယူရပါတယ်နောက်ဒီပဋ္ဌာန်းပညာဝါဒလက်ရေးမှုတွေကိုကူးယူရေးသားတဲ့ခါမှာလည်းပဲတကယ်တမ်းကျတော့မလွယ်ကူပါဘူးလူတိုင်းဟာမှားတတ်ပါတယ်မှားကြပါတယ်အဲ့ဒီတစ်ခါမှားရင်တစ်ခါတစ်ချိန်အစအဆုံးပြန်ရေးရပါတယ်တလုံးလေးမှားတာနဲ့ဖြစ်ရပြန်ရမရှိစေတဲ့အတွက်ကြောင့်အစအနေပြန်ရေးရပါတယ်ဒါကြောင့်သူတို့ဒီတမန်တတ္တာတရားမဟုတ်ဘဲနဲ့တကယ်ကိုအဓိပတိတတ်တဲ့တတ္တာတရားကိုဥဆောင်ပြီးတော့မှသာလျှင်ဒီပဋ္ဌာန်းပညာဝါဒကိုအစအဆုံးအမှားယွင်းမရှိအောင်ကူးယူရေးသားဖော်ပြနိုင်တာဖြစ်ပါတယ်ရှင်အသက်80အရွယ်ထိပါဝင်ပါတယ်ကျွန်မဒီလက်ရေးမှုကုယူရေးသားပြီးတော့မှဌာပနာတဲ့အထက်မှာအသက်80အရွယ်ထိပါဝင်ပြီးတော့မှကုသိုလ်ပြုကြပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ပျော်ဝယ်မျိုးကနေပြီးတော့လာရောက်တဲ့ဘာဘာဆောင်ခေါ်ဦးဝင်းမြင့်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်အပြီးတမှာတန်တရားလမ်းညွန်အပြီးတမှာတင်တဲ့ဆရာမကြီးမဟာတတ္တမဇောတိကတဇတော်ငွေယူရဲ့တပည့်တဦးဖြစ်ပါတယ်ခင်ဗျာသင်္นานသားတပည့်တဦးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့2023ခုနှစ်မှာပြီးဓမ္မအသင်ကတင်းကြိုကိုပိုင်းကိုအောင်3သင်လုံးအောင်မြင်ပြီးတော့2025မှာအပြီးဓမ္မဂုဏ်ထူးဆောင်တီကားကျော်ပထမစဉ်ဒုတိယစဉ်3စဉ်လုံးကိုအောင်မြင်ထားတဲ့သင်္นานသားတဦးဖြစ်ပါတယ်ခင်ဗျာဆရာမကြီးရဲ့တင်နန်းကနေပြီးတော့ဆရာမကြီးတင် जा ပို့ချတဲ့တင်နန်းကိုတက်ရောက်အောင်မြင်ခဲ့တဲ့တင်နန်းသားတအုပ်ဖြစ်ပါတယ်ခင်ဗျ။နောက်အခုဆရာမကြီးပဋ္ဌာန်းစေတီမှာလည်းဆရာမကြီးဦးဆောင်ပြီးတော့တည်ထားတဲ့ပဋ္ဌာန်းစေတီမှာလည်းတအားသွေးပါဝင်လူတန်းပြီးတော့ကုသိုလ်ယူထားပါတယ်ခင်ဗျ။တင်နန်းသူတင်သားသားများအားလုံးလည်းဝိုင်းဝန်းပြီးတော့ကုသိုလ်ယူတာကိုလည်းဝမ်းမြောက်ဝမ်းသာတွေ့ရှိရပါတယ်ခင်ဗျအခုပညာဝါဒလက်ရေးမှုနဲ့ပူဇော်ထားတဲ့ပညာဝါဒလက်ရေးမှုစာအုပ်288အုပ်ကိုလည်းဆရာမကြီးကန္နာကုတီတိုက်မှာပူဇော်တဲ့အခမ်းအနားပွဲကြီးမှာပါဝင်ခွင့်ရတဲ့အတွက်ဝမ်းမြောက်ကြောင်းပြောကြားလိုပါတယ်ခင်ဗျဒီပွဲကြီးဖြစ်မြောက်ရေးအတွက်ဖက်ကနေပြီးတော့ဝိုင်းဝန်းပံ့ပိုးကြတဲ့တင်နန်းသူတင်နန်းသားများအားလုံးနဲ့တကွအဖက်ကနေကူညီကြတဲ့အသင်းအဖွဲ့အားလုံးအခုလိုရိုက်ကူးရေးအဖွဲ့အားလုံးကိုလည်းကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ခင်ဗျအားလုံးပွဲကြီးအောင်မြင်ပြီးဆုံးသွားတဲ့အတွက်ဝမ်းမြောက်ပီတိဖြစ်ရပါကြောင်းပြောကြားရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ